ဒီနေ့တော့ကျွန်တော်ဒီ bottle နဲ့sorry ကျွန်တော်ဒီ bottle နဲ့ bottle ရဲ့ကျွန်တော်တို့ဒီမှာ email view ရဆိုပြီးဒီနှစ်ခုကိုကျွန်တော်ပြောပြပေးမှာဒီနှစ်ခုရဲ့အလုပ်လုပ်ဖို့ကျွန်တော်ပြောပြပေးမယ် okay bottle ဆိုတာကျွန်တော်တို့ခလုတ်ပေါ့နော်ကျွန်တော်တို့ခလုတ်အသုံးပြုတဲ့အခါမှာကျွန်တော်တို့အလုပ်လုပ်တယ်ပေါ့နော် okay bottle ဆိုတာကျွန်တော်တို့ခလုတ်ပေါ့နော်ကျွန်တော်တို့ဟိုခလုတ်ပေါ့နော်ကျွန်တော်တို့ထည့်လိုက်တဲ့ခလုတ်ပေါ့နော် okay ဘယ်လိုခလုတ်တွေလဲဆိုတော့ကျွန်တော်ပြပေးမယ်ဥပမာဒါတွေကအခုကျွန်တော်တို့မြင်နေရတဲ့ဟာတွေကကျွန်တော်တို့ဒါတွေကခလုတ်တွေဖြစ်တယ်ပေါ့နော်ကျွန်တော်တို့မြင်နေရတဲ့အားလုံးကခလုတ်တွေဖြစ်တယ်ကျွန်တော်တို့ဒီမော်နော်ဒီကောင်လေးကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒါခလုတ်ပေါ့နော်ဒီခလုတ်ကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့သွားကြည့်တဲ့နေရာရောက်မှာပေါ့နော်ကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ဒီမှာကျွန်တော်တို့သွားကြည့်တဲ့နေရာကျွန်တော်တို့ရောက်လာမယ်ဒီမှာဒါလေးအားလုံးကလည်းခလုတ်တွေပဲဖြစ်တယ်နော်ဒီခလုတ်တွေကိုကျွန်တော်တို့နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့နော်ဒီခလုတ်ကိုကျွန်တော်ချက်နှိပ်လိုက်မယ်ဆိုရင်ကျွန်တော်တို့ဒီမှာသွားကြည့်တဲ့နေရာရောက်မှာပေါ့နော်ကျွန်တော် bottle ဆိုတာခလုတ်ကိုပြောတာပေါ့နော်အဲ့လိုမျိုးလေးကျွန်တော်တို့နားလည်ထားပြီပေါ့နော်ဒီခလုတ်တွေဘယ်လိုအသုံးပြုရမလဲဆိုရင်ကျွန်တော်နောက်ပိုင်းဒီ level 3လောက်မှဖြစ်မှာပေါ့နော်level 3လောက်မှဖြစ်မှာပေါ့နော်အဲ့ဒီခါကျရင်ကျွန်တော်ဒီခလုတ်ကိုကျွန်တော်ဘယ်လိုအလုပ်လုပ်ဘယ်လိုလုပ်ရမလဲဆိုတော့ကျွန်တော်တေချာလေးပြောပြပေးမယ်အခုကတော့ဒီခလုတ်တွေကဘယ်လိုအလုပ်လုပ်လဲဆိုတာလေးကိုကျွန်တော်အကြံပြီးပေါ့နော်အကြံပြီးလွယ်ကူမဲ့လို့ရအောင်ပဲကျွန်တော်အခုရှင်းပြပေးတာလေးဖြစ်ပါတယ်နောက်ပိုင်းဘယ်လိုစနစ်တကျအသုံးပြုရမလဲဆိုတာကိုကျွန်တော်တေချာလေးပြောပြပေးမယ်ပေါ့နော် okay နောက်တစ်ခုကကျွန်တော်တို့ email view ဆိုတာကျွန်တော်တို့ဒီ email view ဆိုတာကျွန်တော်တို့ဗာလဲဆိုတော့ email view ဆိုတာကျွန်တော်တို့ဓာတ်ပုံတွေပါတယ်ထည့်တာပေါ့နော် okay ဓာတ်ပုံတွေပါတယ်ကျွန်တော်တို့ပုံတွေပါတယ်ကျွန်တော်ထည့်တာကိုကျွန်တော်တို့ email view လို့ခေါ်တယ်ပေါ့နော်ဆိုတော့ကျွန်တော်နည်းနည်းလေးပုံနေနဲ့ချဲ့လိုက်ပါတော့နေရာတော့ထားကြည့်လိုက်မယ် okay နေရာတော့ကျွန်တော်တို့ထားမယ်ပြီးကျွန်တော်တို့scale type ကိုကျွန်တော် fit center လေးကိုကျွန်တော်ထားလိုက်မယ်ဆိုတော့ကျွန်တော်တို့အခုကျွန်တော်ဥပမာပြပေးမယ်ကျွန်တော်တို့ပုံတစ်ပုံထည့်လိုက်မယ်ပေါ့နော်ကျွန်တော်ပုံတစ်ပုံထည့်လိုက်မယ် sorry ဒီပါပုံကျွန်တော်ထည့်လိုက်မယ်ဒီတဲပုံကျွန်တော်ယူလိုက်မယ်ပေါ့နော်ဆိုတော့ဒီဘက်ကဒီကောင်လေးယူလိုက်မယ်ကိစ္စကျွန်တော်တို့ပုံထည့်တာပေါ့နော်ဒီ email ဆိုတာ email view ဆိုတာကျွန်တော်တို့ဒီ email view ဆိုတာကျွန်တော်တို့ပုံထည့်တာပေါ့နော် email view ဆိုတာကျွန်တော်တို့ပုံထည့်တာဖြစ်ပါတယ်ဒီမှာဒီ email ဆိုတာလေးရှိတယ် email ဆိုတာလေးနေကိုထည့်ကြည့်တဲ့ပုံကျွန်တော်တို့ထောက်လိုက်တာနဲ့ဒီမှာကျွန်တော်တို့ရောက်သွားပြီပေါ့နော်ဒီမှာကျွန်တော်တို့ရောက်သွားပြီ okay email view ဆိုတာပုံထည့်တာphoto ဆိုတာကျွန်တော်ခလုတ်ပေါ့နော်ဒါလေးကိုကျွန်တော်တို့အလွယ်လေးမှတ်ထားပါတော့ okay ဒီလောက်လေးတည်ပြီဆိုရင်တော်တော်လေးအဆင်ပြေပြီပေါ့နော်ဒါလောဆယ်တော့ဟိုရိုးလေးပဲကျွန်တော်တို့တည်ထားဖို့လိုတယ်နောက်ပိုင်းကျမှဒီ email view တွေကိုကျွန်တော်တို့ဘယ်လိုအသုံးပြုမလဲဆိုတာကိုစနစ်ရဘယ်လိုအသုံးပြုလဲဆိုတာကိုနောက် level 2 သို့မဟုတ် level 3မှာကျွန်တော်ကောင်းကြီးဒီချာလေးရှင်းပြပေးသွားပြီပေါ့နော် okay ဒီနေ့ဗီဒီယိုဒီလောက်ပါပဲ